ငါပေးဘာအတွက်လဲဆရာမရဲ့မနေ့တော့ဖိုးသူလေးနဲ့ဆရာမကိုဒူကူညီထားတယ်လေအဲ့ဒါသူ့အတွက်လည်းဆင်ပြေဆရာမတို့အတွက်လည်းဆင်ပြေအောင်သူ့ကိုအเจ้าမှာခေါ်ထားမလို့ပါပြီးတော့အเจ้าအတွက်လည်းကူညီခိုင်းလို့ရတာပေါ့ဆရာမဖြစ်ပါမလားရှုပ်ရက်တွေမလုံဆန်းပါနဲ့ဗျာဒီငပေးဆိုတဲ့ကောင်ကတောက်မယ်စားမယ်ဆိုတာလွဲပြီးတော့တခြားဘာမှသိတဲ့ကောင်မဟုတ်ဘူးဖြစ်ပြီးတော့ဘာဖြစ်လို့ဆရာမလေးမလင်းမစားလုပ်နေတာလဲဟမ်ခွေးပါစကနေစကားတော့လို့ကွာဒီတခါပဲငါကြားဘူးတယ်ဟဲ့မွေချင်းကိုချီမြင်နေတော့ဘူချင်းတော့တက်လာမလုံးနဲ့မင်းအောင်တော့ကွာမင်းကိုကျေးဇူးတင်ပါတယ်နော်ရှားပါတယ်လိုပါဘူးဟိုကောင်တွေကစားကြောက်ရပဲဆရာမလေးကိုတောင်းပါနော်ရပါလေရှင်ရက်ဆိုင်သွားလို့ရဲသမားစကားကြားတာမထူးဆန်းပါဘူးအော်မင်းကိုပြောတာမဟုတ်ဘူးနော်ဒါလေနောက်တစ်ခါအခက်အခဲတစ်ခုခုဖြစ်တယ်ဆိုရင်ဆရာမကိုပြောဆရာမကူညီမယ်နောက်တစ်ခါအဲ့ဒီရက်ဆိုင်ပြန်မသွားရဘူးဒီလိုမျိုးလည်းမလုပ်ရအောင်နော်တားတွေ့ရမလားရက်ဆိုင်မှာဆရာမကဘယ်လိုလေးဆက်ဆံကြတယ်ဆိုရက်ဆိုင်ဆိုအကောင်းဆုံးလူရှိတာမဟုတ်ဘူးတားရဲ့ဒါဆိုဦးလေးငပေးရလူကောင်းမဟုတ်ဘူးနော်ဆရာမဆိုပါကျုပ်ပြောင်းမယ်ဗျဟုတ်မနေ့ပြန်မင်းအချင်းရလားရပါတယ်ဒါလေရဲတောက်တဲ့လူတိုင်းကလူဆိုးမဟုတ်တယ်လို့ရဲမတောက်တဲ့လူတိုင်းကလည်းလူကောင်းမဖြစ်နိုင်ဘူးတားရဲ့ဦးငပေးရလူဆိုးမဟုတ်ဘူးလူဆိုးမဟုတ်လို့လဲဆရာမတို့ကူညီတာပေါ့ဒါပါတားရဲ့ဆရာမတို့ကြောင်းတော့ဟုတ်ကဲ့ဆရာမဆရာမဘ누구စောင့်နေရလဲဩငပေးဦးဟာငါပေးဘာအတွက်လဲဆရာမရဲ့မနေ့တော့ဖိုးသူလေးနဲ့ဆရာမကိုဒူကူညီထားတယ်လေအဲ့ဒါသူ့အတွက်လည်းဆင်ပြေဆရာမတို့အတွက်လည်းဆင်ပြေအောင်သူ့ကိုအเจ้าမှာခေါ်ထားမလို့ပါပြီးတော့အเจ้าအတွက်လည်းကူညီခိုင်းလို့ရတာပေါ့ဆရာမဖြစ်ပါမလားရှုပ်ရက်တွေမလုံဆန်းပါနဲ့ဗျာဒီငပေးဆိုတဲ့ကောင်ကတောက်မယ်စားမယ်ဆိုတာလွဲပြီးတော့တခြားဘာမှသိတဲ့ကောင်မဟုတ်ဘူးစုပ်တီးစုပ်ပြက်နေဗျာတော်ကြကလေးတွေကြောက်ကုန်မှဖြင့်ကိုရှင်းတန်ရင်လူတယောက်ကိုပေါ်ရန်ကြည့်ပြီးမဆုံးဖြတ်ပါနဲ့မပေးကစိတ်ထားလေးကောင်းပါတယ်မပေးနဲ့ပတ်သက်လာလို့ရှိရင်ကျမအာမခံပါတယ်ဆရာမကျွန်တော်ဆရာမကိုတခုတော့တတိပေးမယ်နော်ကြမ်းကျွင်ရင်နှုတ်လို့ရတယ်ဗျာစကားကျွင်ရင်နှုတ်လို့မရဘူးတချို့တော့စကားတွေကိုဆရာမလေးတေချာစဉ်းစားပြီးမှပြောစေချင်တယ်ကျွန်တော်ကဆရာမအတွက်ပြောနေတာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာ
နောက်ကျသွားပြီတောင်းပါလေ ရပါတယ်ရှင်မင်းတို့တွေ့ချင်းချိန်တော့ပေးရမှာပေါ့မဟုတ်ဘူးလား ဟောအဲ့လိုမဟုတ်ပါဘူးဗျာ အော်ဒါနဲ့မင်းပုံစံကြည့်ရတာနေမကောင်းဖြစ်နေတဲ့ပုံပဲ အဲ့ဒါလေ ဘာမှနေမကောင်းဖြစ်နေမှာမဟုတ်ဆရာမအရက်မတော့ရည်လို့ရက်နာကြနေ ဟေ့ငါမှငါဘာဖြစ်မင်းနဲ့ဘာဆိုင်လို့လဲကိုနဲ့မဆိုင်အေးစင်းနေနော်ဟမ်မင်းကចောင်းစရာတရားဆိုတော့ငါတက်ပိုတိမှာတချို့အရာတွေကလေတိတိုင်းလည်းမဟနေတဲ့ရှိတိုင်းလည်းမပြနေတဲ့နှုတ်ကြောက်တိလက်ကြောက်ချေဆိုမင်းကြောက်ဘူးမှာပါရော ကဲကဲတော့ကြပါတော့ရှင်ကျမပဲဂျားထဲကနေတောင်းပန်ပါတယ်မင်းတို့နောက်နေ့မှပဲပြောတော့မယ်ဆရာတော့ကြမယ် ဆရာမဒီလိုတန်ဖိုးမရှိတဲ့လူစိုးလူမတယောက်အတွက်နဲ့ဆရာမရဲ့အခြေအနေကိုအလဲအကုန်မခံစားမှနဲ့ဗျာပြီးတော့ဆရာမလည်းသိခါကြတယ်ငပေးဆိုတဲ့ကောင်ကဘလို့ပဲပုံဖော်လူရုပ်ပေါ်လာမဲ့ကောင်မဟုတ်ဘူးဆရာမရဲ့ လူတယောက်ပြုပြင်ပြောင်းလဲဖို့အတွက်ဆိုရင်ချိန်လိုတယ်ဆရာရဲ့ပြီးတော့တစ်ဖက်လူကိုလည်းအထက်စီးရနေမပြောစေချင်ဘူး ဆရာမဒါဆိုရင်ကျွန်တော်ဘက်ကလွန်တယ်လို့ဆရာမပြောချင်တာပေါ့နော် အဲ့လိုလည်းမဟုတ်ပါဘူးကျမတို့အချိန်တစ်ခုထိတော့နားလည်ပေးစေချင်တယ် ရတယ်ဆရာမကျွန်တော်သဘောပေါက်ပြီနောက်ဆိုရင်ဆရာမတို့နှစ်ယောက်ကြားမှာကျွန်တော်ဘာမှမပြောဘဲနဲ့ရင်ကိုနှုတ်ပိတ်ပြီးတိတ်တိတ်ကလေးနေပေးပါမယ်ဆရာမမင်းကိုအခုလိုခေါ်နေတာမင်းတို့အခက်အခဲဖြစ်နေလားဒါမှမဟုတ်မင်းတို့အကျိုးရှိတဲ့ချိန်တွေကိုကုန်စည်တယ်လို့မင်းထင်နေတာလားဆရာမကတော့မင်းတို့အကျိုးရှိတဲ့ချိန်တွေကိုပေးတယ်မင်းကတော့တက်ဖို့ထားဆရာမမင်းကိုအခုလိုခေါ်နေတယ်ဆိုတော့မင်းကိုပြောင်းလဲစေချင်လို့ပါ အဲ့ဒါတော့လုံးဝမဖြစ်နိုင်ကျုပ်ဘဝဒီတိုင်းပဲနေသားကြပြီးရင်ကျုပ်ဘဝကိုဒီတိုင်းပဲရှစ်ဆက် တေချာလို့လားမင်းဒီဘဝကိုပြုပြင်ပြောင်းလဲဖို့မစင်စားခဲ့ဘူးဆိုတာလူရဲလို့ဖြစ်လာလို့ရှိရင်ကိုလှုပ်ချင်တာကိုလှုပ်လို့ရတယ်ဒါပေမဲ့ကိုယ့်ရဲ့လှုပ်ရက်ကလူပီတာတဲ့လှုပ်ရက်ဖြစ်ဖို့တော့လိုတာပေါ့မင်းဘက်ကပြောင်းလဲဖို့မစင်စားတော့ဘူးဆိုရင်ဆမ်မလည်းမင်းကိုပြောချင်စကားကုန် ဒါပေမဲ့ဆီယမနဲ့တော့ခင်းလို့ရသေးတယ်မလား မင်းမပြောင်းလဲသေးတော့ဆရာမနဲ့ပတ်သက်ဖို့မစင်စားပါနဲ့ဘာဖြစ်လို့လဲဆိုတော့ဆရာမတစ်ယောက်ဖြစ်နေတဲ့အတွက်ကလေးတွေအမြင်မှလည်းတူယူမှားစေချင်ပြီးတော့ရထဲရွာတဲ့လူတွေကလည်းဘယ်လိုပြောကြမလဲဆိုတော့မင်းနားလည်းသဘောပေါက်မှာပါ ဟာကျော်ဆီယမလေးနဲ့စကားမပြောရင်မနေနိုင်ဘူးဗျအဲ့တော့ကျော်ကြိုးစားကြည့်မယ်ဗျာ မင်းတကယ်ပြောနေ ဟောတကယ်ပေါ့ဟိုကြုံတော့ဆီယမလေးထွက်သွားလို့မရဘူးနော် ထွက်မတော့ပါဘူးမင်းကြည့်ရတာရက်တောက်ချင်နေတဲ့ပုံပဲဒီခါတော့နောက်ဆုံးအနေနဲ့ခွန့်ထွက်လိုက်မယ်ရောဒီမှာ ဟာဒါကဘာလုပ်တာလဲ မင်းရက်တောက်ချင်နေတာမဟုတ်ဘူးလားမင်းရက်မတောက်ရအောင်သိမှလေ အာဘသူကပြောတယ်ရမ်းမတော့ရင်သိမယ်လို့ အဲ့ဒါဆိုရင်ဘာဖြစ်လို့မကောင်းတဲ့ရက်ကိုမင်းတောက်နေတာလဲဖြတ်လိုက်လေဆီယမရဲ့အမေကဆီယမကိုအမြဲဆုံးမဘူးလားတခုရှိတယ်ကို့အတွက်အချိန်လေးကိုအလကားမဖြစ်စေနဲ့တဲ့ရရှိတဲ့အချိန်လေးကိုလည်းအကျိုးရှိရှိသုံးချရမယ်တဲ့
ပြီးတော့ကိုကိုလည်းအမြဲတမ်းပြန်ပြီးတုံ့တက်ခိုင်းတယ်နင်းလည်းခုချိန်အောင်စပြီကိုတေချာပြန်စဉ်းစားကြည့်ပါကိုအတွက်ဘာကောင်းတာတွေလုပ်ခဲ့ပြီးပြီလဲလူဖြစ်ရတာတန်းရလားကိုကြောင့်ဘယ်သူတွေပြောခဲ့ရတယ်လူတွေငိုခဲ့ရလဲဆိုတာကိုတေချာပြန်တုံ့တက်ကြည့်ပါကဲဆရာမလည်းကြောင်းတော့နေပြီမင်းကလေးမင်းတည်ပါစေနော် ဟုတ်ကဲ့